အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလေးတော့တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုရှင်းပြပေးခြင်းပါတယ်အဲ့ဒါကတော့ဈေးဝယ်ရေးအပြောင်းလဲဖြစ်တော့မယ့်အချိန်ကိုတိတိကျကျလေး fan ဆုပ်နိုင်မယ့်နည်းစနစ်တစ်ခုကိုကုန်တဲ့တော်များများတက်တော့ဒါကအိမ်မက်တစ်ခုလိုပါပဲဒီအစွမ်းထက်တဲ့နည်းစနစ်ကို Fibonacci candlesticks လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒီအကြောင်းကိုအတူတူအသေးစိတ်လေ့လာကြည့်တဲ့အောင်ဒီမေခွန်းကဒီနေ့တင်ဆက်မှုရဲ့အဓိကအချက်ပါပဲဟုတ်တယ်စဉ်းစားကြည့်လေဈေးဝါထက်မှာအချက်လက်ဒီအချက်ပြမှုလဲအမျိုးမျိုးနဲ့ရှုပ်ရက်ခတ်နေတာကြားတဲ့ကနေပြီးတော့ candlestick တစ်ခုတည်းကနေပြီးတော့အဓိကကြားတဲ့ပြောင်းပြန်လဲမှုတစ်ခုကိုဘယ်လိုများဖော်ထုတ်နိုင်မှာလဲအစပိုင်းမှာတော့မဖြစ်နိုင်ဘူးလို့ထင်ရနိုင်ပေမဲ့ဒီရှင်းလင်းတင်ပြချက်ပြီးသွားရင်တော့အဲ့ဒီအဖြစ်ကိုဘယ်လိုရှာတွေ့နိုင်မလဲဆိုတာရှင်းလင်းသိသွားမှာပါကဲကျွန်တော်တို့ရဲ့ပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒီနေ့စနစ်ကဘာလို့ဒီလိုထိအစွမ်းထက်ရတယ်လဲဆိုတော့လူဝချက်က true အသက်အဆန်းတစ်ခုခုကြောင့်မဟုတ်ပါဘူးတကယ်တော့လေဒါကကွန်တဲ့တိုင်းရဲ့လက်ဆွဲစာအုပ်ထဲမှာရှိပြီးသားဖြစ်တဲ့လူတိုင်းသိတဲ့ true တစ်ခုကိုအရန်ကိုထက်ထက်မြတ်မြတ်ပေါင်းဆက်ထားတာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ Fibonacci retracement ပါပဲဒါကိုအလဲဆုံးပြောရရင်ဈေးကွက်ရဲ့ Robert Joe ကြောင့်တင်စားလို့ရပါတယ်ဈေးနှုန်းတစ်ခုကအရှိန်နဲ့တစ်ဖက်ကိုဆွဲဆန့်လိုက်ပြီးတဲ့နောက်မှာပြန်ပြီးကြုံလာတဲ့အခါဘယ်နေရာတွေလောက်မှရက်တန်နိုင်ချေရှိလဲဒါမှမဟုတ်ပြန်ကန်နိုင်ချေရှိလဲဆိုတာကိုခံမှန်းပြတဲ့ဒူးတစ်ခုပေါ့ဒါကကျွန်တော်တို့ဈေးကွက်ရဲ့အရေးကြီးတဲ့ဇုံတွေကိုအရင်ဆုံးရှာဖွေပေးပါတယ်ဒုတိယတစ်ခုကတော့ exhaustive candlestick ပါဆိုလိုတာကတော့လက်ရှိ trend ရဲ့အရှိန်အဟုန်ကကျဆင်းလာနေပြီးအားကုန်လာပြီဆိုတာကိုညွှန်ပြတဲ့အထူး candlestick ပုံစံနေပေါ့ဝယ်အားဒါမှမဟုတ်ရောင်းအားကုန်ခန်းလာပြီဆိုတဲ့လက္ခဏာပြတဲ့ဖြောင်းနိုင်နေပါအခုဒီလိုလေးစဉ်းစားကြည့်ပါ Fibonacci level လို့အရေးကြီးတဲ့နေရာတစ်ခုမှာဒီလိုအားကုန်သွားတဲ့လက္ခဏာမျိုးပေါ်လာခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲအဲ့ဒီလိုအစွမ်းထက်တဲ့ပေါင်းဆက်မှုကြီးကိုပဲကျွန်တော်တို့က Chisno နဲ့ Fibsticks ဆိုပြီးနာမည်ပေးထားတယ် Fibonacci နဲ့ Candlesticks ကိုပေါင်းထားတာပေါ့မင်းကလည်းလွယ်လဲနားထဲလဲဆွဲလွယ်တယ်မလားဒီနာမည်လေးကိုတော့မှတ်ထားပေးပါဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ရဲ့ဒီနေ့ဇလန်းမှာအဓိကဇက်ကောင်ဖြစ်လာတော့မှာမို့လို့ပါကဲ theory ရဲ့ချီးပဲပြောနေလို့တော့မဖြစ်ဘူးပေါ့နော်လက်တွေ့ဘက်ကိုကူလိုက်ကြဒီ 56 တွေကတကယ်ဈေးကွက်ထဲမှာဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားလဲဟိုအကောင်းနီးလာတော့ဥပမာတစ်ခုကိုကြည့်လိုက်ဖို့ပါပဲဒီတော့ကျွန်တော်တို့လူကြိုက်များရဲ့ USD ငွေချေးအတွဲကိုအထုံးပြပြီးရေးလာကြည့်ကြပါမယ်ဒီစကိုတစ်ချက်ကြည့်လိုက်ပါပြီးခဲ့တဲ့ပတ်လုံးမှာ EUR/USD ကတောက်လျှောက်ကျဆင်းနေကြတာတွေ့ရမှာပါအနီအောင်ခန္ဓာတွေကဇလန်းတစ်ခုလုံးကိုပြောပြနေတယ်လို့ပါပဲကွန်တဲ့ပြောအနေနဲ့ဆိုရင်တော့ဒီအချဘက်ကိုလိုက်ပြီးရောင်းချင်းမှတွေ့ကြပါပဲဒါပေမဲ့အဓိကမေးခွန်းကတော့ဘယ်ချိန်မှဝင်အောင်မလဲဆိုတာပါပဲဆော်လွန်သွားရင်ဈေးခဏပြန်တက်တာနဲ့မိသွားနိုင်တယ်နောက်ကျသွားရင်လည်းအမြတ်အများကြီးလွတ်သွားနိုင်ပြန်ရောဒီတော့ short trade တစ်ခုဝင်ဖို့အကောင်းလို့အချိန်ကိုဘယ်လိုရှာကြမလဲအဖြစ်ရှာဖို့အတွက်ပထမဆုံးလုပ်ရမှာကတော့ကျွန်တော်ရဲ့ Fibonacci 2ကိုသူတို့သုံးဖို့ပါပဲဒီ2ကိုသုံးမပြုခင်မှာကျွန်တော်တို့က trend ရဲ့နောက်ဆုံးအမြင့်ဆုံးအမှတ်ဖြစ်တဲ့ swing high နဲ့အနည်းဆုံးအမှတ်ဖြစ်တဲ့ swing low ကိုအရင်ဆုံးသတ်မှတ်ပေးရပါမယ်ဒါကကျွန်တော်တို့ရဲ့အစမှနဲ့အဆုံးမတည်ပေါ့အခုဒီအမှတ်နှစ်ခုပေါ်မှာ2ကိုဆွဲလိုက်တဲ့အခါကြည်ပေါင်းမော်ပညာလိုပဲ6ပေါ်မှာအဓိကကျတဲ့ retracement level တွေကိုအလိုလျော့ဆွဲပြီးတော့ပါလိမ့်မယ်ဒီမင်းတွေကဈေးနှုန်းပြန်တက်လာတဲ့အခါရက်တန်နိုင်ချေဒါမှမဟုတ်ဟန်တာဖြစ်နိုင်ချေရှိတဲ့အရေးကြီးတဲ့နေရာတွေပါပဲကဲအခုကစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီကျွန်တော်တို့ရဲ့ထောင်ချောက်ကိုဆင်းပြီးသွားပြီအခုလောက်ရမှာကတော့စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ဖို့ပါပဲကျွန်တော်တို့ကဒီ level တွေထဲကတစ်ခုခုမှာကျွန်တော်တို့ရှာနေတဲ့တိကျတဲ့အချက်ပြမှုတစ်ခုအဲ့ဒီ Fibsticks ပေါ်လာဖို့ကိုပဲဇွဲရှိရှိနဲ့စောင့်ကြည့်ရတော့မှာပါကဲဈေးနှုန်းကအပေါ်ပြန်တက်လာပါပြီအရှိန်ကလည်းတော်တော်လေးပြင်းပါတယ် 50% level ကိုတောင်လွယ်ကူပဲဖောက်ပြီးကျော်သွားတာကိုတွေ့ရပါတယ်ဒီအချိန်မှာဆိုရင်ကုန်တယ်တော်တော်များများစိတ်ပြန့်သွားနိုင်တယ်ဟာအကြ trend ပြီးသွားပြီလားငါ short လုပ်ဖို့စဉ်းစားတာမားသွားပြီလားလို့ထင်မှတ်သွားရလောက်အောင်ကိုပဲဝယ်အားကကောင်းနေပါတယ်ဒါမဲ့ခဏလေးဈေးနှုန်းက Fibonacci level တွေထဲမှာအရေးအကြီးဆုံးဖြစ်တဲ့ 61.8% ကိုချဉ်ကပ်လာပါပြီဒါကိုရွှေချိုး golden ratio လို့လည်းခေါ်ကြပြီးတော့ဈေးပေါ်မှာအလွန်အရေးပါတဲ့အဆင့်တစ်ခုဖြစ်တတ်မှတ်ထားကြပါတယ်အခု trader တိုင်းရဲ့စိတ်ထဲမှာရှိနေတဲ့မေးခွန်းကတော့ဒီနောက်ဆုံးခံတက်ကတော့တောင့်ခံနိုင်ပါမလားပြီးတော့ဒါပါပဲအခုဒီ slide မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရပါပြီခြေတန်းရှည်တူးကြီးဆိုတဲ့ exhaustive candlestick ပုံစံတစ်ခုဟာအရေးကြီးတဲ့ 61.8% resistance level ပေါ်မှာတိတိကျကျလေးကိုပေါ်လာခဲ့ပါတယ်ဟုတ်ပါတယ်ဒါကကျွန်တော်တို့စောင့်မျှော်နေခဲ့တဲ့5 stick ပါပဲဒီ
ဒီခန်တော့ကဘာကိုပြောနေတာလဲဆိုတော့ဝယ်သူတွေနဲ့ရောင်းသူတွေကြားမှာအပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ဆုံးမှာဘယ်သူမှအနိုင်မရဘဲနဲ့ဖက်လုံးအားကုန်သွားတယ်ဆိုတဲ့သဘောကိုပြနေတာပါ ဒါကုန်တဲ့တယောက်ရဲ့အတွက်အဆုံးဖြတ်ပေးရမယ့်အချိန်ပါပဲကျွန်တော်တို့မှာ Fibonacci level ဆိုတဲ့မှန်ကန်တဲ့နေရာရှိတယ်ပြီးတော့ Doji ဆိုတဲ့မှန်ကန်တဲ့အချိန်ကိုပြတဲ့အချက်ပြမှုလည်းရှိတယ်ဒီနှစ်ခုပေါင်းဆက်သွားတာကတာမန် setup တစ်ခုမဟုတ်တော့ပါဘူးဒါဟာအောင်မြင်နိုင်ခြေကလော်များတဲ့ setup တစ်ခုကိုဖန်တီးပေးလိုက်တာပါဈေးကွက်ထဲဝင်ဖို့အချက်ပြခေါင်းလောင်းတောင်ထပ်မိလာပါပြီ Okay ကျွန်တော်တို့ရဲ့ fifth stick အချက်ပြမှုကိုယုံကြည်ပြီးစိတ်ရှည်ရှည်နဲ့စောင့်ခဲ့တဲ့ရလက်ကဘလို့ဖြစ်လာမလဲဆိုတော့ကြည့်လိုက်ကြအောင်ဒီစိတ်ရှည်မှုကတကယ်ပဲအကျိုးပေးရလား ကြည့်လိုက်ပါဦးဒိုကြီးဖီပေါ်ပေးသွားခဲ့နောက်မှာဝဲလို့အားတွေကလုံးဝကိုပျောက်ကွယ်သွားပြီးရောင်းသူတွေကဈေးနှုန်းကိုအပြင်းထန်အောက်ဖက်ကိုတွင်းချလိုက်တာကိုတွေ့ရမှာပါဒါဟာရေးတန်းကွန်တစ်ခုလိုပါပဲအနီအောင်ကန်တဲ့တန်းစီပြီးတောက်ရှောင်ကျဆင်းလာတာကိုဒါကြည့်လိုက်ဒါက5 stick ရဲ့အစွမ်းပါပဲ ဒီတော့အဓိကအချက်ကဘာလဲဆိုတော့စိတ်လှုပ်ရှားမှုနဲ့ဈေးကွက်ထဲကိုခွန်ဝင်မဲ့အစားမှန်ကန်တဲ့အချက်ပြမှုကိုစောင့်ဆန့်ခဲ့တဲ့အတွက်ဒီ trade တစ်ခုတည်းကနေရနိုင်ခဲ့တဲ့အမျက်စွမ်းဟာ pips 900နီးပါးရှိခဲ့ပါတယ်ဒါကဒီနီးစနစ်ရဲ့အစွမ်းကိုကော့ကော့ကွင်ကွင်ပြသနေတာပါပဲဒီဥမာကတကယ်ကိုအားရစရာကောင်းပါတယ်ဒါပေမဲ့ဘာကြောင့်ဒီနီး view ဟာကဒီလောက်ထိရောက်နေရတာလဲနောက်ဆုံးပိုင်းရဲ့အနေနဲ့ဒီ fib sticks ကိုအသုံးပြုခြင်းရဲ့နောက်ွယ်ကလက်တွေ့ကျတဲ့အားသာချက်တွေကိုအထူးအချင်းချုပ်တုံးတက်ကြည့်ကြအောင်ဒီနေ့စနေရဲ့အကျိုးကျေးဇူးတွေကိုရှင်းရှင်းလင်းလင်းအချက်သုံးချက်နဲ့ပြောပြလို့ရပါတယ်ပထမဆုံးကတော့ဒါဟာတခြား trader တွေလည်းအဲ့ဒီ level ကိုအာရုံစိုက်နေတယ်ဆိုတော့ပိုပြီးခိုင်မာတဲ့ active တစ်ခုကိုရစီတယ်ဒုတိယအနေနဲ့ဈေးဝက်ကဘယ်မှာရက်မလဲဆိုတော့ကိုခံမှန်းပြီး limit order တွေကြိုတင်ထားတာမျိုးကိုရှောင်ရှားနိုင်တယ်နောက်ဆုံးအနေနဲ့တော့ level ကခိုင်မာတယ်ဆိုတာကိုအချက်ပြမှုက active ပြမှာဈေးဝက်ထဲကိုယုံကြည်မှုပြည့်နေဝင်ရောက်နိုင်တာပါပဲကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ရအောင်ဒီနေ့ကျွန်တော်တို့ကဒိုးကြီးကိုဥပမာအနေနဲ့သုံးသွားခဲ့တယ်ဒါပေမဲ့တခြားဘလို့ exhaustive candlestick ပုံစံတွေကအခုလိုမျိုးအစွမ်းထက်တဲ့5 stick တစ်ခုအဖြစ်နဲ့လုတ်ဆောင်နိုင်အောင်မလဲ spinning top လားဒါမှမဟုတ် shooting star လားဒါတော့ကိုရင်ဆက်လက်လာပဲဒီနည်းစနစ်ကိုကိုယ့်ရဲ့ကုံတွေစနစ်ထဲမှာပို့ပြီးကြဲပြအသုံးချတော့ဖို့ကတွေးစရာတစ်ခုပါပဲဈေးကွက်ကိုစောင့်ကြည့်ပါအချက်ပြမှုကိုရှာဖွေပါပြီးတော့ smart ကြကုံတွေလိုက်ပါ